ရှင်တမီးကတော့ KVTC Private School မှာ Grade 1ပညာသင်ကြားခဲ့တဲ့မျိုးလေးပဲဖြစ်ပါရဲ့ရှင်တမီးမင်းနမေကတော့ဒေါက်တာဆန်းဆွေပဲဖြစ်ပါရဲ့ရှင်ကျောင်းကိုရွေးချယ်ခဲ့တာတော့ကျောင်းရဲ့အတန်ရှင်းမှုဆရာမတွေရဲ့သင်ပြကောင်းမှုတွေကျောင်းကိုရွေးချယ်ဖြစ်ခဲ့တာပါဟုတ်ကဲ့ကန့်ညီမှုရှိပါတယ်ကျောင်းမှာသမီးလေးတို့ကကျောင်းမှာတီးတန့်ခုံနေလည်းတိုင်ရတယ်အဲခုံနေနဲ့လည်းအေးမြမြစကလေးတွေကစာသင်ရတယ်ဆရာမတွေကလည်းနှွေးထွေးပြူငါစာနဲ့သိချာစာရှင်းပြအတွက်ကန့်ညီမှုရှိပါတယ်အများကြီးတိုးတက်မှုရှိပါတယ်သမီးလေးကလည်းရေးလေးလည်းပိုလာလာတယ်စာတွေလည်းအများကြီးဖတ်နိုင်ပါတယ်ကျောင်းဘက်ကနေပတ်မှုကတော့ကျောင်းမှာကလေးတွေကID ဘိုင်းကွန်ပျူတာတွေလည်းကလေးတွေကလေ့လာရတယ်။စာကြည့်လိုက်တွေလည်းတွားရတယ်။နောက်ပြီးတော့ကျောင်းကနေပြီးတော့လီဒါအီမီတွေလည်းတင်ပြီးအတွက်ကလေးတွေရဲ့ဘဝနောက်ရေးအတွက်လည်းအများကြီးထောက်ကူဖြစ်စေပါတယ်။ဟုတ်ရင်းနှီးတဲ့ဆက်ဆံမှုမျိုးရှိပါတယ်။ကျောင်းကကျောင်းပြတ်တာပဲဖြစ်ဖြစ်ဆရာမတွေကကျောင်းမှာမိဘတွေကို Viber Parent Group ထောင်လာတဲ့အတွက်ကြောင့်တယောက်နဲ့တယောက်ဆွေးနွေးမှုတွေရှိတဲ့အတွက်ကြောင့်ရင်းနှီးမှုရှိတယ်လို့ကဏ္ဍရပါတယ်။သဘောကျမိဆုံးချက်ကတော့မိဘတွေကိုလိုအပ်ချက်တွေကိုလည်းဆွေးနွေးမှုပြုပေးတယ်ဆရာမတွေရဲ့စာသင်ပြမှုလည်းကောင်းတာကြောင့်ပါဟုတ်ထင်ပါတယ်လုံခြုံမှုလည်းရှိတယ်ကလေးတွေကိုsecurity လည်းပြေဝရှိတယ်ကလေးကိုဆရာမတွေနေထွေးမှုလည်းရှိတဲ့အတွက်လုံခြုံစိတ်ချမှုရှိတယ်လို့ခံစားရပါတယ်ဟုတ်မိဘတယောက်အနေနဲ့မျှော်မှန်းလာတာတော့ပညာရေးမှာအကောင်းဆုံးထွန်းတက်မြတ်စေချင်ပါတယ်ပညာမွေကလေးကိုအများကြီးပြီးချင်ပါတယ်KBC မှာကျောင်းသားကလေးတွေလည်းတိုးတက်မှုအများကြီးရှိတယ်အဲကြောင့်သမီးလေးလိုမျိုးပဲထွန်းတက်မြတ်တဲ့ကျောင်းသားလေးလည်းဖြစ်စေချင်တဲ့အတွက်အကုန်လုံး KBC မှာလာရောက်တက်ဖို့ဖိတ်ခေါ်ချင်ပါတယ်